မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာလေပြင်းအားနည်းရဝန်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေနှင့်ပတ်သက်ပြီးအတိပေးတင်ပြပေးလိုပါတယ်ရှင်2025ခုနှစ်မေလ1ရက်နေ့ယနေ့မြန်မာစံတော်ချိန်ည9:00နာရီအချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရလာမည့်မေလ9ရက်နေ့တွင်ကပလီပင်လယ်ပြင်မြောက်ပိုင်းကပလီကျွန်းအနီးလေပြင်းအားနည်းစေ low pressure cell တစ်ခုဖြစ်ပေါ်လာနိုင်ပြီးအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနည်းစေသည့်မြောက်ဘက်သို့ရွှေ့လျားကာမေလ12ရက်နေ့တွင်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းကိုကိုကျွန်းအနီးလေပြင်းအားနည်းရဝန်း low pressure area အဖြစ်သို့အားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်အဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနည်းရဝန်း၏အရှိန်ကြောင့်မေလ10ရက်နေ့မှမေလ20ရက်နေ့အတွင်းမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရန်ဖန်ရန်ခါမိုးတက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်တင်းမှလှိုင်းကြီးနိုင်ပါသည်မိုးတက်လေပြင်းကျစဉ်မြေပြင်ရေပြင်လေသည်တနအီလ35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်9ပေမှ12ပေခန့်ရှိနိုင်ပါသည်မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါဖြစ်ပေါ်လာနိုင်သည့်လေပြင်းအားနည်းရဝန်း၏အရှိန်ကြောင့်မေလ10ရက်နေ့မှမေလ20ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ကာနေရာကွဲ၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချင်းခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်တို့ဖြစ်ပါ၍မေလ10ရက်နေ့မှမေလ20ရက်နေ့အတွင်းအထက်ဖော်ပြပါဒေသများရှိမိဘပြည်သူများအထူးအားဖြင့်မြေငလျင်ဘေးဒဏ်သင့်ခဲ့သည့်ဒေသများမှမိဘပြည်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်စိုက်ပျိုးမွေးမြူတောင်သူများအနေဖြင့်လည်းအချိန်အခါမဟုတ်မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်တီးနှံပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိနိုင်ရန်အသိပေးတင်ပြအပ်ပါသည်ရှင့်